ဓာတ်ဆီဆိုင်ကယ်လို့ EV ကိုအသုံးပြုကြတာအဲ့ဒါအရင်မှားပါတယ် Lipo 4 lithium EV က EV လို့တုံးမှာအားလုံးမင်္ဂလာပါကျွန်တော်တို့ Booster Motorsport Founder ဆိုင်လူဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြမှာတဲ့အကြောင်းအရာလေးကတော့ဗာလဲဆိုတော့ EV ဆိုင်ကယ်ကို EV ဆိုင်ကယ်လို့မစီးရဲ့ဒီညီကိုတွေအတွက်ဒါပြပြချင်တဲ့ຢာတွေတခုနော်လူတွေကလောဘတိတ်ကြီးကြတယ်ဘာကြောင့်လောဘတိတ်ကြီးကြလဲဆိုတော့ဒီ EV တွေစဝင်လာပြီဆိုတဲ့ခါမှာလူတွေကဒီဆိုင်ကယ်ညမှာအစားထိုးပြီးစီးရဖြစ်တဲ့အတွက်တော်တော်များများဖြစ်ကြလဲဆိုတော့ဓာတ်ဆီဆိုင်ကယ်လို့ EV ကိုအသုံးပြုကြတာအဲ့ဒါအရင်မှားပါတယ် EV ကားတွေတောင်မှကြည့်လိုက်မယ်ဆိုရင်အခုချိန်နေနီးဘာဖြစ်လဲဆိုတော့အခက်ခဲတွေကြုံနေတော့မှ overcharge ဖြစ်တာနဲ့เนาะ AM meter black နဲ့ arena နဲ့ဘာဖြစ်တာနဲ့ညာဖြစ်တာနဲ့အမျိုးစုံတော့ပြဿနာတွေဒါဆိုရင်ရှင်းရှင်းပြောမယ်ဆို EV ကားတွေရဲ့တိစောက်ထားတဲ့ electrical structure ဆိုတော့တော်တော်ကောင်းတဲ့ဘိုင်းတွေအများကြီး puff တွေအများကြီးတုံးထားတာပေါ့နော်သူ safely ဘိုင်းတွေရောသူရဲ့ဒီ space ကျဲတဲ့ဘိုင်းတွေဖြစ်တဲ့အတွက်ဒီ EV ကားမှာဆိုရင်ဆိုင်ကယ်ထက်အများကြီးကောင်းပါတယ်ဒါပေမဲ့ EV ဆိုင်ကယ်တွေမှာကြတော့ဘာကြောင့်လဲဆိုတဲ့အရာတစ်ခုကမေးခွန်းထုတ်စရာဖြစ်လာပါပြီတော်တော်များ EV ဆိုင်ကယ်တွေကိုကြည့်လိုက်မယ်ဆိုရင် motor ပါတယ် controller ပါတယ် battery ပါတယ်ဟုတ်တယ်နော်နောက်ပြီးတော့တခြား accessory လေးတွေနဲ့ပါမယ်အဓိကအလုပ်လုပ်တာပါလဲဆိုတော့ motor battery controller ဟုတ်ပြီတော်တော်များကြတယ် battery ကိုငါတို့ကအခုဆိုခစ်စားနေတာ line မှာပါလဲဆိုတော့ Lipo 4 lithium ဘာညာ battery မျိုးစုံတော့ battery ပေါ့နော်အဓိက battery တွေဒီမှာလဲဘာဖြစ်လဲဆိုတော့ battery များအလုံးလည်းမကောင်းဘူး motor ကြီးလုံးလည်းမကောင်းဘူး controller ကောင်းလည်းမကောင်းဘူးအားလုံးဒီဘာဖြစ်လဲဆိုတော့ညစီဖြစ်နေမှာဖြစ်ပါတယ်တော်တော်များများကလိုက်လန်းမိတလောက်စီးပွားရေးသမားတွေလက်လန်းမိတလောက်ကဘယ်လိုလက်လန်းမိလဲဆိုတော့ battery လက်လန်းမိတလောက်ဖြစ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ battery တွေကိုမျိုးစုံတွင်းလာတယ်ကိုယ်နိုင်ငံတွေကိုမျိုးစုံ size စုံ design စုံဈေးနှုန်းလည်း controlling မရှိဘူးကိုကြိုက်ကိုဈေးကိုဟာနဲ့ကိုရောင်းနေကြတာပေါ့နော်အဓိကကိုဆိုင်နေပြောပြချင်တာကကျတော့ကိုယ့်ရဲ့ဆိုင်ငယ်တွေ battery လဲရတော့မယ်ဆိုရယ်ကိုဆိုင်ရှေ့ကပြောခဲ့တဲ့ video ဆိုရှိတယ်ရှေ့ကပြောခဲ့တဲ့ video ပြန်ကြည့်ပါအဲ့မှာဒီ battery ဆိုင်ငယ်စစီးတော့မယ်ဆိုမဖြစ်မနေသတိထားမယ်အချက်တွေကိုဆိုင်အများကြီးရေးထားပြီးအခုကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီ battery ဆိုင်ငယ်တွေကို battery လဲပြီးသုံးလို့ရတဲ့အခါမှာကြာသုံးလို့ရမှန်းသိတော့20 battery အိုးလေးနဲ့တွားနေတဲ့ဆိုင်ငယ်တစ်စီးကို40အိုးတက်ပြီးတော့မှခိုင်းလို့ရတယ်ဒါပေမဲ့40 20ဆိုတာနှစ်ဆဖြစ်သွားပြီပေါ့နော်နှစ်ဆအောင်မှာတချို့ကဘယ်လောက်ထည့်ဆိုတော့60တော့ထည့်ပြီးတုံးမယ်ဗျာမမြောက်တုံးမယ်အဲ့လိုဆိုရင်ဘာဖြစ်လာမလဲဆိုတော့ကြာလာရင်ဒီရဲ့ motor တွေ controller တွေကမခံနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ကိုယ်နိုင်ငံမှာကိုတိထားတဲ့အသိပညာလေးဒီရဲ့ motor လေးလေပုံ battery လေးအားဝင်ထွက်တိပုံလောက်လေးနဲ့ကိုကနေပြီးတော့မှရှင်းပြောမယ်ဒီဆိုင်ငယ်တွေ battery အများကြီးတက်တာတို့ပိုတက်တာတို့ motor တွေကိုမှပြန်ပြီးလောက်တာမျိုးဆိုတာမလုပ်တင်ပါဘူးနောက်တစ်ခုကပြချင်တာမြန်မာနိုင်ငံမှာဖြစ်ဆုံးရပါလဲဆိုတော့ဆိုင်ငယ်တာမနာတာလူကနာရတယ်အိမ်မှာဆိုင်ငယ်က EV တစ်စီးဝယ်ထားတယ် battery ပို့ဝယ်ထားတယ်တနေုံစီးရဲဝင်နေထွက်တယ်အားကုန်ပြီဆိုရင်နောက်battery တစ်လုံးကောက်လဲပြီးတော့ပြန်လဲတုံးရတာအရန်တန်မှန်တိလိုက်ခါလူရအရန်တုံးလာတယ်ဒါပေမဲ့ဘာကြောင့်လဲဆိုတော့နောက်ပိုင်းကျရင် battery ကိုအဲ့လို swap တုံးတာကောင်းမှမယ် motor မှာကြာလာရင် motor ဒီဘာဖြစ်လဲဆိုတော့အေးခံတဲ့ motor စနစ်တွေမပါတဲ့ဆိုင်ကယ်ဖြစ်တဲ့အတော့မြန်ပျက်စီးနိုင်တယ်မြန်ပြက်လွယ်တယ်ပေါ့နော်နောက်ပြီးဒီ controller လေးဆိုတာလည်းကြိုးတွေကြီးလိုက် controller မှာတော့ကြိုးတွေတေးသေးလေးတွေအဲ့ဒါနေ့တူအသုံးပြုနေတဲ့စီးစင်းနေတဲ့ဒီ ampere current တွေကရှင်းပြောမယ်ဆိုရင်အများကြီးစီးစင်းနေတာအဲ့ဒါကိုဝါတစ်ခုကကြာလေးပူလာမယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့နောက်တစ်ခုကမလိုက်တဲ့ဝန်တွေကိုထမ်းအတုံးပြပြီးတော့ထည့်ထားကြတာတူကနဲ့တူမ fit လုံးမလုပ်ဘဲနဲ့ battery ကိုတအားကြီးတာတွေထည့်ပြီးအတုံးပြရမျိုးကြံပါဖြစ်လဲဆိုတော့ဆိုင်ကယ်တွေမီးလောင်တတ်ပါတယ် EV က EV လို့တုံးမှာဘာလို့လဲဆိုတော့ဓာတ်ဆီဆိုင်ကယ်လို့တုံးလို့မရသေးပါဘူးဓာတ်ဆီဆိုင်ကယ်လို့တုံးလို့ရတဲ့ EV တွေလာပါတယ်အဲ့လိုဆိုင်ကယ်တွေဝယ်ပြီးမှဓာတ်ဆီဆိုင်ကယ်နဲ့ရှင်ပြီးစီးပါသူ့တဘောတဘာဝသူ့ရဲ့ဒီစီကံလှုပ်ဆောင်ချက်လေးတွေကနားလည်နေမှဒါလည်းဆိုင်ကယ်တွေကရေရှည်တည်တံ့စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်အဲ့တော့လောဘဒေါသမောဟလေးရှော့ပြီးတော့မှဒီ EV လေးတွေစီးပါကိုစားတဲ့အကျဉ်းဉာဏ်ပေးချင်ပါတယ်ဒီနေ့လာပြပြတာတခုကတော့ဆိုင်ကယ်ကိုဘက်ထရီများလိုက်ရင်ကောင်းတော့မလားမော်တာများလိုက်ရင်ကောင်းတော့မလားကွန်ထရိုလာကြီးလိုက်ရင်ကောင်းမလားဆိုတာတွေဟာတွေကိုကိုစားပြပြတာမဟုတ်ပါဘူးကိုစားဒီအောက်မှာပြထားတဲ့ဗီဒီယိုလေးတစ်ချက်ကြည့်ပါဒီဗီဒီယိုထဲမှာဆိုရင်ဘာလေးကိုဆွဲတင်လိုက်တယ်နော်ဘယ်ဟာဘယ်လောက်ရော့သွားတယ်နောက်ဘယ်ဟာလေးကိုများလိုက်တယ်ဘယ်ဟာလေးဘယ်လိုဖြစ်သွားလဲအဓိကရှင်းပြောမယ်ဆိုဒီရဲ့ကိုဆိုင်ပြထားတဲ့ဒီဘုတ်ထဲမှာဆိုရင်ဘာဖြစ်လဲဆိုတော့မော်တာများလာတယ်မကောင်းဘက်ထရီကားများလာတယ်မကောင်းကွန်ထရိုလာရမ်းကျန်းလာတယ်မကောင်းဘာဖြစ်လဲဆိုတော့ကိုအသုံးပြုခြင်းနဲ့အသုံးပြုတဲ့နှုံးပုံဒီမှာကိုကဒီကောင်တွက်ချက်တတ်ရမယ်ဥပမာမော်တာဘယ်လောက်နှုံးတုံးမှလဲကိုတွားမဲ့ခီးနဲ့ဘက်ထရီဘယ်လောက်သုံးတင်တာလဲအဲ့လိုမျိုးတွက်ချက်တတ်မှသာလင်ဒီ EV ဆိုင်ကယ်တွေကိုကိုက how to modify ပေါ့နော် modify အပိုင်းပြင်အောင်မှာဒီရဲ့ရေရှည်အသုံးပြုတာပေါ့အခုကဘာဖြစ်လဲဆိုတော့တော်တော်များများဘာလို့ဆိုဘက်ထရီပိတ်လဲကြတယ်ပြီးကြမှာဘာဖြစ်လဲဘက်ထရီပြတ်ကြတယ်ခဏနဲ့ပြတ်တယ်မတန်တဆဘက်ထရီဆိုအားကုန်နေသုံးလုံးမရဆိုရရတခုမှလည်းလူတွေကမသိဘူးငါတို့ဘက်ထရီအကောင်းစားဝယ်ထားအာမခံဝယ်ထားတုံးမယ်ကွာချမယ်ကွာပြုတ်မယ်ကွာ
မရပါဘူးဘယ်ဟာမှเนาะဒီရဲ့ electric ပစ္စည်းတွေဆိုတာလူတော်မှရှင်းရှင်းပြောရင်နေ့တူပင်ပင်မန်းခိုင်းလူတော်မှဖျားရတာပဲဒီရဲ့ set ပစ္စည်းဆိုတာမရပါဘူးအဲ့တော့ဘာကြီးခံထားပါတယ်ဘာကြီး block ကောင်းပါတယ်ဆိုတဲ့ဟာမျိုးတွေကတော့မလုပ်ပါနဲ့တက်နိုင်ရင်တော့ကိုကစီးနဲ့ကန်နဲ့ controlling လုပ်တဲ့အချင်းအပြင်ဒီရဲ့ ဆိုင်က EV တွေကပို့ပြီးတော့မှ long ride ပို့ပြီးမောင်းလို့ရမယ်တက်တန်းပို့ရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့တော့ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲခင်ဗျမင်္ဂလာရှိတော်နေ့ဒီနေ့ညနေပြန်ဆင်ကြပါစေ